အခု eyelash လုပ်ဖို့လာခဲ့ရပါတော့။အိမ်ကနေဆိုရင်ဒီကို22မိနစ်လောက်မောင်းရတယ်ကွာ။ဒါမဲ့ဒီနေ့petrol လည်းဖြစ်အောင်မှာဆိုလိုက်ခဲ့။ဒီနေ့ကလုပ်လာရဆိုဟနီကမနက်ကိုချိန်တာပေါ့နော်။မနက်ကိုလာလို့ရမှာဆိုသူကသူမနက်အလုပ်ရှိရဲ့3နာရီခွဲချိန်ထားပါတော့။ဟနီကအခု3နာရီ20 3နာရီ20ရှိနေအစိုးရှိတယ်ဆိုသူဂိတ်တကဖွင့်ပေးထားတော့သူအိမ်အပြင်ဘက်ကအောင်မနော်ဝင်းထဲမှာစောင့်နေလှုပ်ရှားလေးရှိတယ်လို့ဆိုပြီးတော့စောင့်နေအဲ့တော့ eyelash implant သွားလုံးမှာပါဒီမှာတိလာဒီ eyelash ခါလေးခါရဲဆိုနှစ်ပတ်တစ်ခါလုပ်ဖြစ်တယ်ကွာအခုကကျွန်တော်နည်းနည်းမအားရတယ်ပါရခါဆိုတလားရှိနေပြီအမှန်တကယ်တလားဆိုရင်လုံးဝချွတ်ထွက်သွားပြီကွာအမွေရမရှိတော့တယ်အခုကဆိုတော့တော်ကောင်းနေရဲ့မနက်က eyelash ကိုbath မလုပ်ပခဲ့အောင် brush လည်းမလုပ်ခဲ့ရဘူးအဲ့တော့ဒါမှလည်း still look good okay ဒါကတော့ after care set လေးပေါ့နော်ဒီ eyelash နဲ့ eyebrow အတွက်သူက set လေးထားပေးထားတယ်ပြီးတော့ lip mask လေးလည်းသုံးလို့ရတယ်သူရဲ့ brush လေးကလည်းအရင်နူညံ့ပြီးအရင်ကောင်းတယ်ပေါ့နော်ဒါက honey eyelash လုပ်တဲ့နေရာလေးပါhoney eyelash bath မလုပ်ခဲ့ရလို့သူ cleansing ပြန်လုပ်ပေးနေအောင်နော်ပြီးရင်သူရေနဲ့ပြန်ပြုတ်စေပြီးရဲ့ပြီးတော့ကျွန်တော် dryer လေးနဲ့မှုတ်ပေးရပါနော်ဒီ eyelash တွေကိုလည်းသူကဒီစပင်းတွေလိုမျိုးအမြဲခယူးဆိုင်ရတယ်ခယူးမဆိုင်သူကရမ်းကျွတ်လွယ်ပေါ့နော်တခုပြောချင်တာက eyelash လုပ်တော့မယ်ဆိုရင် after care ကိုတည်တည်ချာချာလေးလုပ်စေချင်တယ်ပေါ့နော် after care တည်ချာမလုပ်ဘူးဆိုရင်ဒီမြက်တောင်ကရဲ့မာတောက်ပြီးတော့နူးနူးညံ့ညံ့မဖြစ်တော့ဘဲနေမှာအဲ့ခါကျတော့အမြဲမကျွတ်လွယ်ချင်ဘူးဆိုရင်တော့ after care တည်ချာလုပ်ပါအခုဒါက eyebrow waxing လုပ်ဖို့အတွက် cleansing လုပ်ပေးနေရပါတော့။ဟနီကပုံမှန်ဆိုရင်ဒီ wax လုပ်ပြီးသွားရင် color ထည့်ပေါ့နော်။ဒါပေမဲ့ခုက color ထည့်ခြင်းစိတ်မရှိတဲ့အတွက်ကြောင့်မို့ဒီအိမ်မှာ wax ပဲလုပ်လိုက်တယ်။ဒါတော့ eyelash နဲ့ eyebrow လုပ်ပြီးတဲ့နောက်ဆုံးရလာလေးပေါ့နော်။ကိုကျင်းနဲ့အာရနေရပေါ့နော်။ကဲအားလုံးလည်းပြီဆိုတော့အပြင်ထွက်တဲ့ခါမှာညနေခင်းတော့ရောက်နေပေါ့နော်။ဒါကညနေ9နာရီပဲရှိသေးရဲ့အကုန်လုံးမှောင်နေပြီ။စောင်းဝင်ပြီဆိုတော့လေဒါသူတို့ရဲ့စင်းကြံလေးပါသူတို့ရဲ့ပတ်ဝန်းကျင်အရန်ကိုတာယာပြီးတော့အရန်သိစိတ်ငြိမ်သက်တယ်ပေါ့နော်။ဒီနေတဲ့နေရာလေးက honey အိမ်နဲ့22 minutes away ဆိုပေမဲ့အရင်ဝေးရလို့မထင်ရဘူးပေါ့နော်သူရဲ့ country road vibe လေးကိုသဘောကျတာတောင်မလို့ကားမောင်းရတာအရင်ဝေးရလို့မထင်ရဘူးဒါကတော့ honey ဝယ်လာတဲ့ after care set လေးပေါ့နော် brush လေးလည်းအသေးရောင်နေရနဲ့ဝယ်လာခဲ့လိုက်တယ်ပေါ့နော်အမေဟဲ့အိမ်ပြန်ပါပြီဒီနေ့က eyelash နဲ့ eyebrow waxing လုပ်ခဲ့တာလေးကိုပုံစံလေးနဲ့ share လုပ်ပြလိုက်ပါတယ်။ပိုင်းလေးရစားနေပြီဆိုတော့တမီးတော့စားရအောင်မယ်။ဒီနေ့ဘာမှမစားရသေးဘူး။ Bye bye ။ဒါတော့ကိုကြည့်ပြီးတော့ဂျင်းနဲ့အားရနေတဲ့ရုပ်လေးပေါ့နော်။အဆုံးထိကြည့်ရှုပေးလို့အများကြီးချစ်တယ်နော်။ Bye bye